Hello အားလုံးမင်္ဂလာပါတယ်လီဘက်ကနေပြန်ပြီးကြိုဆိုပါရစေကျွန်တော်တို့ဒီပြောင်းရွှေ့တပူပြောင်းရွှေ့ကဟုတ်ဒီရာဒီမှာပြီးသွားပြီလားပေါ့နော်အဲ့နဲ့ပတ်သက်ပြီးကျွန်တော်ဆွေးနွေးကြပါရင်တပူကဒီရာဒီမှာပြောင်းရွှေ့ပြီးသွားပြီလားပြီးလို့ရှိရင်ကျွန်တော်တို့ဒီ reject hook ကိုကျွန်တော်တို့ဟိုဒီပြောင်းရွှေ့မှာကျွန်တော် rating plan လောက်ထိပေးခြင်းလဲပေါ့နော်အဲ့နဲ့ပတ်သက်ပြီးတော့အနေငယ်လေးကျွန်တော်ဆွေးနွေးခြင်းတယ်ကျွန်တော်တို့အခုခေါ်ခဲ့တဲ့သမားကြီးမှာဆိုလို့ရှိရင်ကျွန်တော်တန်ကြီးနဲ့ချက်ကြည့်ကြအောင်ဗျာဟုတ်မီလော့ကာကစ်အခုရောက်လာတယ်ကျွန်တော်တန်း40ပေါ့နော်9စာချုပ်ချုပ်မယ်ပြီးရင် Florian Vase ဆိုလို့ရှိရင်116တန်းပေါ့နော်116ရင်သူလည်း9နှစ်ပေါ့နောက်ပြီးလို့ရှိရင်ကျွန်တော်တို့ Jaro frame bound ဆိုလို့ရှိရင်လည်းကျွန်တော်တန်း30ပြီးရင်ကျွန်တော်တို့ Mama Dashiri ဆိုလို့ရှိရင်လည်း25 29လားမသိအဲ့လောက်ပြီးရတယ်အဲ့တော့ကျွန်တော်အားလုံးပေါင်းလိုက်မယ်ဆိုရင်တော့တန်း190တန်း100ပတ်ဝန်းကျင်နာတော့သွားတယ်ပေါ့နော်အဲ့တော့အခုဒီအပြောင်းရွှေ့မှာဆိုလို့ရှိရင်တော့ကျွန်တော် Rachel Hook ကလုံနေရလုံးဝတော်တော်ကြီးလေးစားစရာကောင်းတယ်သူအရင်ပြောခဲ့သလိုပဲဘယ်လိုပြောမှာမနစ်ကယာတီမှာဗျာကျွန်တော်ပြန်ကောက်ကြည့်ရမယ်ဆိုလို့ရှိရင်မနစ်ကယာတီမှာကျွန်တော်တို့ကဒီအာနီစလောရောက်လာကြမှာအာနီစလောကသူကကွင်းလေ DMF Bro မှာသူက M2 လိုတိုင်းပုံစံမျိုးမဟုတ်ဘဲနဲ့တော့ဘယ်လိုပုံစံမျိုးလဲဆိုတော့ဘောလုံးကင်ထားမယ်ကြာကြီးကင်မယ်ဘောလုံးကောင်းကောင်းဖြန့်ဝေနိုင်တဲ့ကစားသမားမျိုးသူလိုချင်တာပေါ့နော်အဲ့တော့ Liverpool scout တွေမှာရှာတယ်ပြီးတော့ဒီမှာတွေ့တဲ့အချိန်မှာကျွန်တော် Zobi Mandi ဖြစ်နေပေါ့နော် Zobi Mandi ကို Liverpool ကန်လန့်နေအစတော့အဆင်ပြေသွားတယ်ပေါ့နော်အဆင်ပြေပြီးကစားသမားဘက်ကသဘောတူတယ်နောက်ပြီးတော့မှအဓိက release score တွေပါရင်းနဲ့ကစားသမားကသူတို့စပိန်ပုံစံရပေါ့နော်စပိန်ရဲ့ဒီကစားသမားကပြန်ပြီးပေးရမယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်တဲ့အတွက်နည်းနည်းရှုပ်တယ်ပေါ့ဗျာကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ရှုပ်တာဖြစ်တဲ့အတွက်အတင်းကိုပြန်ပြီးတော့တမျိုးဖြစ်သွားစီတယ်ပေါ့နော်သူတို့သူကငွေချက်မိုးသားသမားသူမဆုံးခွာချင်လို့ဆိုပြီးတော့100စီလောက်ဆက်နေမယ်ဆိုပြီးတော့သူဒီမနေ့ကရာသီမှာဆိုပြီးမှဒီဆက်နေရဖြစ်တဲ့အတွက်လီဗာပူးနဲ့ပြောင်းရွှေ့ပြက်ပြေသွားတယ်အဲ့ချိန်မှာကျွန်တော်သိရသလောက်ကျွန်တော်ဖတ်ထားသလောက်ဆိုလို့ရှိရင်ဒီ Rachel Hood တို့ဒီ Michael Elwood တို့ဟာ Arne Slot ကိုဒီပေးတယ်ပေါ့နော်သူတို့ Granny ပေးတယ်ဒီရာသီမှာတော့ဒီတခြားကမှမခေါ်တော့ဘူးခြေစာတယောက်တော့ပဲခေါ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဆက်မခေါ်တော့ဘူးဒါပေမဲ့နောက်ရာသီကြလို့ရှိရင်ဘယ်ကစားသမားတွေခေါ်ပြီးနိုင်တယ်ဘယ်လိုကစားသမားမျိုးတွေခေါ်ပြီးမယ်ဆိုတာကိုဂတိကဝတ်ပေးခဲ့တယ်ဆိုပြီးကျွန်တော်သိထားတယ်ပေါ့နော်အဲ့တော့ဒီဘာပဲပြောသူ Rachel Hook ကသူ့ရဲ့ဂတိကိုတီးတယ်လို့ပဲကျွန်တော်တို့ပြောလို့ရတယ်အခုဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Florian Vase လို့ကစားသမားမျိုးဗျာကျွန်တော်တို့အိမ်မက်တောင်မမှတ်ဘူးဗျာပြောမှဆို FZG ကျွန်တော်တို့ FZG ပိုင်ရှင်နေဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီကစားသမားကိုအိမ်မက်တောင်ကျွန်တော်ထည့်မမှတ်ဘူးဗျာပြောမှဆိုလို့ရှိရင်ဟုတ်လားစိတ်ဝင်စားရဲဘာညာတော့ပဲကျွန်တော်ပြီးသွားတာဒါပေမဲ့အခုချိန်မှာတော့တကယ်ကြီးအင်ကြီးခံပြီးတကယ်လေလီဗာပူးစားသမားဖြစ်လာပြီပြီးတော့ကျလို့ရှိရင်ဗျာအခုဆိုလို့ရှိရင်ဒီကျွန်တော်ပထမအပြောင်းရွှေ့မှာဆိုလို့ရှိရင်ဒီလောက်အပြောင်းရွှေ့ပဲဗျာ116တန်းဆိုများနေပြောရမယ်အဲ့ဒါပြီးသွားရင်နောက်ထပ်အပြောင်းရွှေ့ရကျွန်တော်တို့မလာတော့ဘူးဒါပေမဲ့ဒီရာဒီမှာဆိုလို့ရှိရင်ဖြစ်လာတဲ့ frame bound တို့လိုကစားသမားမျိုးတွေတကယ်အခုချိန်မှာအကောင်းဆုံး RB ထဲမှာတယောက်ဖြစ်နေကစားသမားမျိုးတွေနောက်ပြီးအကောင်းဆုံး LB ထဲမှာဖြစ်နေတဲ့ Miloka Kis လိုကစားသမားမျိုးတွေလည်းခေါ်ပြီးနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့အခုအထီကို rating ကကျွန်တော်က7 8လောက်ကိုကျွန်တော်ပေးခြင်းနေပြီပေါ့နော်။ဘာဖြစ်တော်တော်လေးအဆင်ပြေနေပြီ။ဒါပေမဲ့အခုလိုနေတဲ့နေရာတော့နောက်တန်းတော့တော်တော်လေးလိုနေသေးတယ်။ဘာလို့ကျွန်တော်ကွန်ဆာတော့သွားပြီးဖြစ်တဲ့အတွက်နောက်တန်းမှာမရှိတော့ဘူး။အဲ့တော့အခုနလေးနေကိုကျွန်တော်တက်နေရတွေ့ရတယ်ကျွန်တော်တို့ဒီမတ်ဂူရီနဲ့လီဗာပူးနဲ့တော်တော်လေးဆွေးနွေးမှုတွေကအပေါင်းလက္ခဏာဆောင်တယ်ပြီးတော့ရှင်ဆွေးနွေးမှုတွေကအဆင်ပြေနေတယ်ပြီးတော့ရှင်ဆွေးနွေးနေတယ်ကလပ်နှစ်သိန်းညဆွေးနွေးနေတယ်ဆိုတာမျိုးတွေလည်းတည်င်းတွေကအများကြီးပေါ့နော်လို့တည်င်းတွေမျိုးနဲ့တည်င်းတွေတက်နေတာတွေ့ရတယ်အဲ့တော့ကျွန်တော်ခဏလောက်စောင့်ကြည့်တယ်ဆိုလို့ရှိရင်ဒီနေ့ညလောက်တွင်းမှာတွေကိုဒီတခြားနီးစပေါ့နော် tier 1 tier 2 level တွေရှိတဲ့တည်င်းထောက်တွေဖော်ပြမယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်တော့ဒီမတ်ဂူရီတို့ရှီနဲ့တိုက်စစ်မှုနေရာမှာဆိုလို့ရှိရင်လည်းအခု Alexander Isak တို့ကျွန်တော်Julian Alvarez တို့ဒါပါတော့နော် Julian Alvarez နဲ့ကတ်တယ်ပြီးလို့ရှိရင်ဒီ Freiburg ကစားသမားHugo Ekitike တို့ဒါရောက်လာမယ်ဆိုရင်တော့ကျွန်တော် rating 10မဟုတ်ကျွန်တော်20လေး100လေးကျွန်တော်ပေးလိုက်တော့ဒီRichard Hook ကိုဒီကဖြစ်လာလို့နည်းနည်းလေးခက်ခဲနေတယ်ဒါပေမဲ့ကျွန်တော်သိရတော့ဆိုလို့ရှိရင်တော့ရှီတန်းကစားသမားရဲ့နောက်တန်းကစားသမားရဲ့ခေါ်ဦးမယ်လို့ကျွန်တော်သိထားတယ်ပေါ့နော်အဲ့တော့ဘယ်လိုမြင်ကြလဲဘယ်ကစားသမားကြီးလိုချင်လဲကျွန်တော်ကိုမောင်ဝင်ဆွေးနွေးပြလို့ရပါတယ်အားလုံးကျေးဇူးများတင်ပါတယ်